စိတ်ငယ်ရလေကြည့်လိုက်ငပေါ်ကြီးပဲအကုန်ကဲရေးစားမရှိတော့လဲဘာဖြစ်လဲပရီ FA ကြတော့စပီရှိတယ်မယ်ဒီလားရှင်စိတ်ငယ်ဖြစ်တဲ့ဟာလေကောင်းတယ်ဒီထိချမှုဆွဲလန်းနေကိုကြတော့အန်ညိုဟိုင်အခုရပိုင် focus လေးတွေအခြေရရတယ်လို့ပေါ့နော်အများကြီးဟိုအဲ့လိုလှုပ်ဖို့လေစိတ်ကူးထားတယ်ဆိုလဲလှုပ်လဲလှုပ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီတိုင်းအိမ်မှာတယောက်တည်းပြေးတာထက်ဆိုင်ရှေ့တို့နဲ့အဲ့လိုမျိုး comment လေးတွေမှာအဲ့လိုမျိုးစကားလေးတွေပြောတာတို့ဟိုအဲ့လိုမျိုးပေါ့နော်focus လေးတွေအဲ့လိုမျိုးမဟုတ်လေကိုတယောက်တည်းအဲ့လိုမှန်ကြည့်ပြီးစကားပြောတဲ့အကျင့်လေးရှိတယ်ကိုကလေဟိုငငယ်လေးကတည်းကတယောက်တည်းတယောက်တည်းနေခဲ့တော့တယောက်တည်းအချိန်တည်းပိုများတယ်ကွာတိလားအဲ့တော့ဒီနေ့လည်းအပြေလေးမသွားခင်အချိန်လေးရနေတော့အေးအလားလေးပြေထားတော့ပေါ့လားအလားလေးပြေထားတော့လတ်လေးလေးထုတ်ချင်တယ်ဆိုပြီးတော့အဲ့လိုမျိုးတိုင်းပဲပြောကြည့်မယ်ပေါ့နော် topic ကစိတ်တော့စဉ်းစားထားတော့မရှိဘူးကွယ်ဒီတိုင်းပဲပြောရင်းနဲ့သူထွက်လာလိမ့်မယ်ဆိုတော့ idea လေးကနာတန်လေးကတော့ပေါက်နေအထိမှအေးနေတော့လေသိလားကိုရီးယားမှာအေးနေတော့နာတန်လေးနဲ့တော့ပေါက်နေရကွယ်ဥပမာ okay ကိုကအဲ့လိုမျိုးနေ့30မှာ20လောက်ကနေပေါင်း20လောက်ကတယောက်တည်းနေခဲ့တယ်ဆိုတော့မိသားစုနဲ့တူနေခဲ့တာလည်းရှိရပေါ့နော်ငယ်တော့မိသားစုနဲ့တူနေလဲလေကိုလဲလေအဲ့လိုမျိုးကိုအခန်းမှာပဲအေးစိအဲ့လိုနေတာကွာကြောင်းမရှိအဲ့လိုမျိုးကြောက်ပိတ်ရက်တွေဆိုကိုအခန်းမှာပဲကိုကပုတ်ဆွဲတယ်စာဖတ်တယ်အဲ့လိုမျိုးကိုအေးစိနေတယ်အေးစစ်နေတဲ့ကလေးပေါ့နော်အဲ့ကြောင့်နေ့30မှာဆိုရင်20လောက်ကလေတယောက်တည်းဖြတ်တန်းလာတာများတယ်ကွာသိလားတယောက်တည်းဖြတ်တန်းလာများတော့အခုကတယောက်တည်းကနောမှုချို혼자 너무 좋아တယောက်တည်းဘီအလုပ်ဖြစ်တဲ့ဟာကိုက enjoy ဖြစ်နေတာကွာ enjoy ဖြစ်နေတာဆိုတော့ okay ဒီနေ့ content ကိုအဲ့လိုမျိုးဘီအလုပ်ဖြစ်တာရဲ့ solo ဖြစ်တာရဲ့အဲ့လိုမျိုး single FA အဲ့လိုတွေအတွက်ပဲဖြစ်လိုက်ပါပေါ့နော် concept ကို잡을게 그래서ဒီနေ့ကတော့ဒီဗီဒီယိုလေးကို single စစ်မနော် solo မFA မကြည့်ဖို့နော်အဲ့ဒီလူတွေကြည့်ဖို့ကိုthe first priority အနေနဲ့focus လေးလုပ်မှာဆိုတော့ပေါ့အလူတွေမဟုတ်လဲကြီးလို့တော့ရပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲ related ဖြစ်မှာမဟုတ်ကွာဖြစ်မှာမဟုတ်ဆိုတော့ဒီနေ့ကအဲ့စိတ်ကလေးတွေအတွက်ကိုဟိုတရက်ကပြောတဲ့ဗီဒီယိုလေးလို့ပေါ့နော်လူတွေစိတ်ကဖြစ်ရတာကိုဘာတွေပဲပြောဘလူတွေပဲဘလူပြောပဲဘလူတွေပဲလေးလူရှူပေါ့နော်လေးလက်ရဲ့ဒီ podcast video အောက်မှာတော့စိတ်ကလေးတွေလာစူးမယ် FA လေးတွေအဲ့လိုမျိုးFA လေးကဘလူလဲဒီ FA လေးကဘလူလဲငါတက်တန်းဘလောက်ရှိသွားရင်လဲနေ့တက်တန်းဘလောက်ရှိသွားရင်အဲ့လိုမျိုးပေါ့နော်ဟဲ့ပြောလို့မရဘူးလေ universe ကနော်လေးလက်ရဲ့ဒီ podcast video အောက်မှာဒီ single တွေ FA တွေအခြေညာသွားအောင်ပလန်လုပ်ပေးတာလည်းဖြစ်နိုင်တယ်အဲ့ဒါမသိနိုင်ဘူးရှင်တို့ဖူးစာဒီကျမအောက်မှာ comment လာပေးထားတဲ့လူတွေအချင်းချင်းလည်းဖြစ်နိုင်တယ်ဟဲ့မသိနိုင်ဘူးတော့မသိနိုင်ဘူးအဲ့ကျမရဲ့ဗီဒီယိုလေးတွေကဒီတို့လူမျိုးတွေတို့မြန်မာနိုင်ငံမှာဖြစ်တခြားနိုင်ငံမှာပဲဖြစ်ပေါ့နော်ဒီ universe မှာရှိတဲ့ဘယ်လဲကိုပုံစံတူလူသားလေးတွေကိုလာစုပေးတဲ့ community လေးဆိုပြီးတော့အဲ့လိုမျိုးကိုရဲ့ဗီဒီယိုလေးကcommunity လေးကိုတွေ့ဖို့ရှာဖွေတွေ့ရှိဖို့အခုကြီးအများကြီးရမယ်လို့ထင်တဲ့အနေနဲ့ share ဆက်ပြီးတော့လုပ်ပေးနေတာပေါ့နော်အဲ့တော့ okay single ဖြစ်တဲ့ဟာလေးကောင်းတယ်ဆိုတာလေအဲ့ဒီစိတ်ကဖြစ်တဲ့လူတွေပဲနားလဲတယ်တိလားအထီးကျတဲ့လူတွေရှိချင်လဲရှိမှာပေါ့နော်ကိုကြတော့လဲငယ်လေးကတယောက်တည်းနေခဲ့တော့အထီးကျတာကိုကဘယ်လိုဖြစ်မလဲ blessing ဖြစ်နေတာကွာစဉ်းစားကြည့်နော်စိတ်ကဖြစ်လို့လေကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်မှာလေမကောင်းတဲ့အချက်ကအဲ့လိုမျိုးအထီးကျန်တာရှိမယ်တခါလေကျရင်ပြေးဖို့ကောင်းတာဖားညအဲ့ဒါပဲရှိတာကွာကျန်တဲ့ဟာတွေဘာမှမရှိဘူးကောင်းတဲ့အချက်တွေအများကြီးပဲကောင်းတဲ့အချက်တွေအများကြီးဆိုတော့အေးချမ်းတယ်လွတ်လပ်တယ်ပြီးတော့ပေါ့ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုံးပိုက်ခွေအကုန်ရှိတယ်ကွာကိုယ်စီမှာပဲရှိရပါဆိုတော့စိတ်ကဖြစ်နေတယောက်တည်းဖြစ်နေတဲ့ဘသူမှမမီခိုးနေဘူးကွာစိတ်ပိုင်းဆိုင်ရရုပ်ပိုင်းဆိုင်ရဘသူမှမမီခိုးနေဘူးမမီခိုးတဲ့အတွက်အကုန်လုံးဘယ်ကိစ္စမဆိုဘာကိစ္စ report တိတ်ဖို့လူလည်းမရှိဘူးကိုသွားချေသွားပလိုက်တယ်ကိုစားချေစားပလိုက်တယ်ကိုတွေးချေတဲ့လူတွေးပလိုက်တယ်အဲ့လိုမျိုးကွာဘသူ့မှာအာနာစရာလည်းဘသူ့မှာလိုက်ကြည့်နေစရာမလိုဘူးကိုဆုတ်ဖြတ်ချက်ကကိုနှလုံးသားလေးကကိုဆုတ်ဖြတ်ချက်ပဲကိုအုံနောက်ကလည်းကိုပိုင်တယ်ကိုလည်းကိုပိုင်တယ်အဲ့လိုကွာစင်ငယ်ရဲ့အာသာချက်ပေါ့နော်
အားနဲ့ချက်ကတော့ခုနပြောသလိုပဲအထီးကျတဲ့လူကတော့အထီးကျမှာပေါ့ကိုကျတော့အထီးကျတဲ့ခါစားချက်ကိုကဘယ်လိုပြောမလဲစွဲလန်းနေတာအထီးကျမှုစွဲလန်းနေတာကိုကျတော့ဟုတ်အဲ့လေဘာလဲအတိတော်များများအဲ့လိုမျိုးအခုကိုရီးယားမှာဆိုရင်လေအဲ့လို single သူတို့ကလေ single ဖြစ်တာတို့အဲ့လိုတယောက်တည်းဖြစ်နေတဲ့ဟာတွေဆိုရင်အရန်လေဘယ်လိုပြောမလဲမူရှိဟာတာလုပ်တယ်ကွာမူရှိဟာတာဆိုတာဘယ်လိုပြောမလဲထိသေးတယ် single ဖြစ်တယ်ဆိုဟဲ့သူကချွင်းချက်ရှိတာသူကမကောင်းတဲ့လူလားမသိဘူးသူကမွန်းကျအီစောသူကိုနိုင်က problem ဖြစ်နေတာပေါ့ it's me hi I'm a problem it's me ထီတော်စစ်တဲ့ချေရုံမျိုးဟုတ်တယ် problem ဖြစ်ချင်လည်းဖြစ်မှာပေါ့လေနော်ဟိုလွတ်လပ်မှုကြိုက်တယ်တယောက်တည်းနေချီတာကြိုက်တော့ကိုကြိုက်တဲ့လူရှိတာပဲဖြစ်ဖြစ်ကိုကကြိုက်တဲ့လူရှိရပဲဘလို့ဖြစ်ဖြစ် single ဖြစ်ချင်နေတယ်ကွာသိလားအဓိကအကြောင်းရဲ့ single ဖြစ်ချင်နေတယ်ဆိုတော့ပြဿနာကိုဖြစ်နေတာတော့မတတ်နိုင်ဘူးပေါ့နော်အဲ့ဆိုကို whatever ကိုရီးယားမှာကျအဲ့လိုရှိတယ်single ဖြစ်ရင်သူတို့ကအဲ့လိုမျိုးလူထူးလူဆန်လူချိုသွားလူကြီးကြကွာကိုရီးယားလူမျိုးတွေရတယ်အဲ့တော့ကိုကအထဲမှာကိုကအနည်း30ချော်လောက်ကြီးကိုရီးယားလေဘိုက်ထဲကတနည်းကိုပါထက်တွက်တယ်သိလားဥပမာကိုရဲ့မြန်မာမွေးနေ့က65မှာမွေးပြီးမယ်ခရစ်စမတ်မှာဆိုရင်ခရစ်စမတ်ဒီ2020 Christmas ကျမှကိုက32နှစ်ဖြစ်မှာမလားကိုရီးယားအဲ့လိုမဟုတ်ဘူးသူတို့ရဲ့အဲ့လိုမျိုးနောက်ထပ်ပြောင်းထားတဲ့အသက်က31ဆိုပေမဲ့ကိုဘိုက်ထက်တနည်းကပါထပ်တွက်တော့32နှစ်ဖြစ်သွားတယ်ကိုရီးယားအသက်ကကိုက32နှစ်သိလားရှင်တို့ရေကိုရီးယားအသက်ကကျမ30နှစ်မြန်မာအသက်က30ဆိုပေမဲ့ကျမကမတက်နိုင်ဘူးအဲ့ဒါနေ့တစ်နေ့ရဲ့အနောက်ဆုံးမှမွေးတယ်လို့17လပိုင်း12လပိုင်းတို့ကနော်ဘူးအော်ကူတယ်အဲ့လိုမျိုးရခန့်ပြေးဖို့ကောင်းတဲ့ကိစ္စသူကနေ့ရဲ့အဆုံးမှာမွေးသွားတော့ညီးလို့လည်းမရဘူးပြောလို့လည်းမရဘူးကွာအဲ့လားမတက်နိုင်ဘူးအဲ့ဒါကိုကတာမန်လူတွေထက်နှစ်ပူကြီးနေတယ်ကိုရီးယားအသက်ကလေအဲ့တော့ကိုက32နှစ်ဖြစ်နေအဲ့ဒါသူတို့က32နှစ်နဲ့ FA ဖြစ်နေတယ်ဆိုတော့သူတို့ကလေအဲ့လိုမျိုးဖြစ်နေဝါမချီတရှိဘလိုလူကြီးလဲပေါ့ချိုသားမကြီးလားပေါ့နေချိုသားမကြီးလားပေါ့အဲ့လိုမျိုးကိုလေအဲ့လိုမျိုးပြီးတော့သူတို့ကလေဆက်ဆက်ချေဆိုအဲ့ကိုသူတို့အကြည့်တွေကလေဟာလေးလက်ကအဲ့လိုမျိုးတယောက်ကနည်းနည်း problem ရှိတာဖြစ်တယ်သူ့မှာအဲ့လိုမျိုးအားနဲ့ချက်တွေပါလေရှိလို့ဖြစ်မယ်အကြောင်းကြီးစားမြတာဖြစ်မယ်ကောင်းလေးမပေါ်တာဖြစ်မယ်ကောင်းလေးမရှိတာဖြစ်မယ်သူဘယ်သူမှမကြိုက်တာဖြစ်မယ်သူတို့အဲ့လိုတွေ့ရထင်တယ်စစချင်းသိလားအဲ့လိုမျိုးအကြည့်တွေအဲ့လိုမျိုးနောက်တော့လေသူတို့နဲ့နည်းရင်းနှီးသွားပြီးခေသွားရင်လေဟဲ့နော်ကိုချမ်းတော့ရောချမ်းတယ်အဲ့မျိုးနေကအစေတွဲဖို့အစေပြေတဲ့မိန်းကလေးပဲဘာလို့ကောင်းလေးမရှိရလဲဟဲ့လူကောင်းဖြစ်တာပဲဖြစ်အစေပြေတဲ့မိန်းကလေးဖြစ်ကောင်းလေးပဲဖြစ်မကောင်းမလေးပဲဖြစ်လေစေပြေတဲ့လူမျိုးပဲဖြစ်ဂျိုးစားရလူကားပဲဖြစ်လေနော်ဘာလဲရီးစားရှိရမလားရှိကိုရှိရမှာလားပြောကဲရီးစားမရှိတော့လဲဘာဖြစ်လဲရီးစားမရှိတော့လဲလက်တစ်ချောင်းပဲ့သွားတာလည်းမဟုတ်ခြေတစ်ချောင်းကျိုးသွားတာလည်းမဟုတ်ဘူးရီးစားမရှိလဲဒီကောင်းဒီလက်ဒီနှလုံးသားလေးတွေပဲနော်ရီးစားရှိတော့လဲဒီကောင်းဒီလက်ဒီနှလုံးသားလေးပဲဘာမှချွန်ရင်းချက်ရှိတာမဟုတ်တခုတော့ရှိတာပေါ့နော်ရီးစားရှိတဲ့လူကြတော့အချစ် तू ကတစုံတယောက်စီကအချစ်ခံရတော့ तू ကဘယ်လိုပြောမလဲသူပုံစံလေးကဘယ်လိုပြောနေpicky energy လေးထွက်တယ် pink energy လေးသူကြည့်လိုက်ရင်အပန်းရောင်လိုမျိုးအပန်းရောင် energy အပန်းရောင်အရာဝါလေးတောက်ပါအဲ့တော့တယောက်တည်းရှိတဲ့လူကလည်းအချစ်မခံရလို့ဆိုချစ်ခံရပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကိုဟိုနေ့ကဗီဒီယိုမှာပြောသလိုပဲ romantic relationship ကကျတော့ romantic feeling ကိုပေးရလေသိရမလားရင်ခုန်တာတို့စိတ်လှုပ်ရှားတာတို့အဲ့လိုမျိုးစိတ်ခံစားချက်ကိုပါညာအဲ့လိုမျိုးခတ်ဝတ်တာသွားလိုက်လာလိုက်အဲ့လိုခံစားချက်တွေပေးတယ်လေ relationship ကကျတော့romantic relationship ကြတော့ကိုရီလူမျိုးတကယ်ချင်းစီအချစ်ခံရတာမိသားစုစီကဘသူစီကအချစ်ခံရတာလှုပ်ဖို့ကြိုက်ဖက်ပါအဲ့လိုမျိုးအပေါင်းသိန်းတွေစီကအချစ်ခံရတာအဲ့လိုမျိုးကြတော့သူတို့ကကြတော့ဟိုလိုမျိုး romantic relationship မဟုတ်ဘူးသူတို့ကအဲ့လိုမြန်မာလိုဆိုရင်98ပေါ့နော်ဆိုတော့သူကတာရောစိတ်တွေနဲ့ပါဆိုသူတို့လည်းအချစ်ခံရတာပဲသူတို့ကြတော့ဘယ်လိုအချစ်ခံရမျိုးလဲဆိုရင်ရစ်ချက်တဲ့ခံစားသူကြတော့အဲ့လိုသူ့ရဲ့ energy color ကြတော့ yellow ဆိုတဲ့ energy color လေးကိုအဲ့လိုသတ်မှတ်ထားတယ်ပေါ့နော်တကယ်လို့ romantic relationship ကခံစားရတဲ့အချစ်ခံရခြင်းကိုတော့ကိုက pink energy လေး pink energy color လေးဆိုပြီးတော့အဲ့လိုမျိုးသတ်မှတ်ထားပြီးမယ်အဲ့လိုမျိုး98စီကအချစ်ခံရတာကြတော့ကို yellow energy color လေးဆိုပြီးတော့ကိုအဲ့လိုမျိုးကိုသတ်မှတ်ထားတာပေါ့နော်ကိုသတ်မှတ်ထားတာပြပြတာ
အဲ့လိုမျိုးဆိုတော့အချစ်ခံချက်ချစ်ခံရတာချစ်တော့တူတယ်ပေါ့နော်ဒါပေမဲ့ကွဲတယ်ပေါ့နော် romantic feeling လေးကြတော့လဲအဲ့လိုမျိုးစိတ်လှုပ်ရှားတာတို့အဲ့လိုမျိုးခုံတာတို့ဘာတို့ညာတို့အဲ့လိုမျိုးရှိမှာပေါ့နော်ကိုလည်းရတပတ် FA ဖြစ်ခဲ့တော့အဲ့လိုမျိုးတအားမရှိပြတ်တတ်ဘူးဒီဗီဒီယိုလာကြည့်တဲ့အထက်မှာချစ်ခဲ့ဖူးလားဖြေပါအဲ့လိုလူတွေရှိတယ်ဆိုရင်တော့သိမှာပေါ့နော်ကိုပြောတဲ့အတိတ်ပဲကျတော့ရသက်ပတ်ကိုလိုမျိုး FA တမလေးတွေကျတော့ဒီတိုင်းပဲနားထောင်နေလိုက်ဒီတိုင်းပဲနားထောင်လိုက်မသိဘူးဆိုရင်ဒီတိုင်းပဲနားထောင်လိုက်ဆိုအဲ့လိုမျိုးရှိတယ်single ကျတော့လေအေးချမ်းတယ်ဆိုတာအဲ့လိုမျိုးကိုရဲ့ life ကိုကအဲ့လိုမျိုးဘာလေးနဲ့နိုင်ရှိချင်လဲဆိုရင်စပီရှိတဲ့မယ်တီလာရှိမက်တီလာရှိစပီမရှိဘူးမလားကိုရီ FA ကြတော့စပီရှိတယ်မက်တီလာရှိစပီရှိပြီးတော့တာမန်ဘဝလေးနဲ့မက်တီလာရှိသူတို့ကဘာဆိုရင်အေးချမ်းနေကွယ်အေးချမ်းတယ်သူတို့လှုပ်ချင်တာလှုပ်တယ်ဖျားတရားကိုကိုင်းဆိုင်ရလူကျတော့ဖျားတရားလှုပ်တယ်အဲ့လိုကိုလိုမျိုးအဲ့လိုမျိုး healing trauma အဲ့လိုမျိုး universe energy ယူပြီးတော့အဲ့လိုမျိုးကို inner peace ကိုရဲ့ငြိမ်းချမ်းမှုကိုရဲ့စိတ်တွေးအေးချမ်းသာယာမှုအဲ့လိုမျိုးပတ်ဝန်းကျင်တွေနဲ့ကိုယ်နဲ့အဲ့လိုမျိုး energy လေး positive energy လေးကိုပြိုးထောက်ဖို့အဲ့လိုမျိုး positive environment လေးလုပ်ဖို့ community လေးလုပ်ဖို့အဲ့လိုမျိုးစူးစမ်းတဲ့လူတွေလည်းရှိမယ်အဲ့လိုမျိုး exercise တွေ yoga တွေအဲ့လိုမျိုးစူးစမ်းနေတဲ့လူတွေလည်းရှိမယ်အခုအသက်30ကျော်လေးဆိုရင်အဲ့လိုမျိုးတော်တော်များများဖြစ်လောက်တယ်သိလားအကိုရဲ့ပတ်ဝန်းကျင်မှာဆိုလဲအဲ့လိုမျိုးပေါ့နော်အသက်20ကျော်ကလေးနဲ့အသက်30ကျော်စိတ်ကလေးနဲ့မတူပြန်ဘူးနေတဲ့ lifestyleလေးတွေကလေနေဖို့ထိုင်ဖို့ lifestyle တွေကမတူကြပြန်ဘူးအဲ့လိုမျိုးဆိုတော့ဘာဖြစ်ကွယ်စပီရှိတဲ့ငါတို့ကစပီရှိတဲ့မက်တီလာရှိနေပဲစပီရှိတဲ့ဖုံကြီးတို့ပဲเนาะအဲ့ဒါရှင်တို့တကယ်ရှင်တို့ single ဖြစ်လို့ FA ဖြစ်လို့เนาะရှင်တို့အထေသေးတဲ့လူတွေဘာမှလိုက်ပြီးတော့တွေးနေတယ်ကျမရှိတယ်เนาะရှင်တို့ကိုကကွယ်ရှင်တို့ရှိကမရက်တီပေမဲ့ကျမရှိတယ်เนาะကျမထပ်ပို့ပြီးတော့ဝါရစ်တဲ့လူတွေလည်းအများကြီးရှိတယ်ဒီလားဝါရစ်တဘာရစ်တချို့ဆို40ကျော်အထိ single ဖြစ်တာတို့တချို့ဆိုဘာလဲ50လောက်ရှိပြီအပြိုကြီးလူပြိုကြီးဟေးအဲ့လိုမျိုးတွေလည်းရှိတယ်နော်ဘာလဲမသိဘူးကိုအဲ့လိုဗီဒီယိုconcept ကိုတာ single FA ဖြစ်တဲ့ concept ကိုတာကိုမတင်ဘူးဆိုရင်တို့မြန်မာနိုင်ငံမှာဒီလိုတွေ single လေးတွေ FA လေးတွေရပုံးသီးလေးတွေအများကြီးရှိတယ်ဆိုတော့သိမှာမဟုတ်ဘူးအခုတော့အများကြီးသိခဲ့ရတော့ဟဲ့ single တောင်းလာချီလာပေါ့ငါတယောက်တည်းမဟုတ်ဘူးဆိုပြီးတော့အဲ့လို energy နဲ့ဒီ concept ကိုပဲဒီဆက်ပြီးတော့ကိုပြောသွားမယ်ပေါ့နော် okay single တွေကလေနောက်တစ်ခုရှိတယ် single တွေကလေ A channel လောလတ်တယ်ဆိုတဲ့အပြင်နောက်တစ်ခုရှိတယ်သူတို့ကလေအဲ့လိုမျိုးသူတို့ကတယောက်တည်းအမြင်ရှိနေရမလားတယောက်တည်းအမြင်ရှိတော့သူတို့ကလေတာပုံမှန် relationship တွေထက် trauma တွေအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့လိုမျိုးထားရတဲ့ချက်တွေတိတ်မရှိဘူးဘာလို့ဆိုသူတို့ကိုပေးမဲ့သူတို့ကိုနာကျင်အောင်လုပ်မဲ့လူကမရှိဘူးလေသူတို့မှသူတို့ပဲရှိတာဆိုတော့သိရမလားကိုနာကျင်အောင်လုပ်တဲ့လူတွေကတမျိုးပေါ့နော်တချို့ရှိတယ် negative energy များတဲ့ single လေးတွေရှိတယ်အဲ့လိုကိုအများကြီးတွေးတာတို့ overthinking တွေဖြစ်ပြီးတော့ကိုအဲ့လိုမျိုး self talk ပြောရင်လည်း negative self talk တွေပြောတာတို့အဲ့လိုမျိုးလောကကြီးကိုမကောင်းမြင်တာတို့ဘာလို့အဲ့လိုစိတ်ငယ်တွေကတစ်မျိုးပေါ့နော်အဲ့လိုကြတော့လေသူတို့လည်းအလကားနေထိုင်တယောက်တည်းအခုသူယူနေကြသူတို့ဖြစ်နေတာပေါ့နော်ဟိုလိုမျိုးစိတ်ငယ်လေးတွေ positive energy လေးနဲ့အဲ့လိုမျိုးပေါ်တော်နဲ့အဲ့လိုမျိုးလန့်နဲ့အဲ့လိုတကယ်ချင်းနဲ့အဲ့လိုမျိုးယူချစ်တယ်လို့ယူကဲချစ်တယ်လို့ကဲအချိန်တိုင်းလုံးဆက်ရှိတာလို့ချိန်တိုင်းပြောတဲ့ချိန်ဆိုပြောပလိုက်တဲ့အဲ့လိုစိတ်ငယ်လေးတွေကြတော့လေသူတို့ကဘယ်လိုပြောမလဲသူတို့ကိုယ်တိုင်ကပျော်နေတာဖြစ်တဲ့အတွက်သူတို့က positive energy အများများတယ်ကွာအဲ့တော့relationship တွေအများကြီးဖြစ်တဲ့လူတို့ဘာတို့အဲ့လိုသူတို့လည်းအပြစ်ပြောတာမဟုတ်ဘူးသူတို့ကြတော့လည်းအဲ့လိုမျိုးရှိမှာပေါ့နော်လူဆိုတာခံစားချက်ချင်းမတူကြဘူးလေလိမ့်လက်ကအထီးမကျတ်တတ်ဘူးအဲ့လိုမျိုးတယောက်တည်းပြောတတ်လို့အဲ့လိုမျိုးပြောတယ်ဆိုတာလည်းဖြစ်သွားမှာဆိုလို့တချို့ကြတော့လေ relationship ရှိမှတစုံတူဦးနဲ့ချစ်နေရမှအဲ့လိုမျိုးဘဝကြီးက enjoy ဖြစ်ဖို့ကောင်းတယ်ဆိုတဲ့လူကလည်းတတ်ရှိတယ်ပေါ့နော်အဲ့လိုလူတွေအပြစ်ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ single life မှာအဲ့လိုမျိုးအများကြီးရှိတယ်လို့ပြောချင်တာကွာအဲ့လိုမျိုးတွေးတတ်အောင်လို့တချို့ကျတော့ single ဖြစ်ရတာကို negative အရာတွေးတဲ့လူလည်းရှိတယ်ပေါ့နော်ရှိတော့အဲ့လိုမျိုးရုပ်တရက်ဒီဗီဒီယိုကြည့်မိသွားတဲ့ခါကျရင်အဲ့လိုကောင်းတဲ့အချက်လေးလည်းရှိပါလားဆိုပြီးတွေးလို့ရအောင်လို့တချို့ကျတော့လည်းအသေးကွဲသွားပြီးတော့
single ကြီးဖြစ်သွားတာရုတ်တရက် single ဖြစ်သွားနေပေါင်းများဆိုဘလူးနဲ့ကြိုက်ဘလူးနဲ့တူရှိပြီးမှ single ဖြစ်သွားရင်မှရုတ်တရက်ဒီဗီဒီယိုနားထောက်ပြီးတော့မှအော် single life ကမဆိုးပဲအဲ့လိုမျိုးခန်းစားချက်လေးရအောင်လို့ဒီလိုလေးပြောတာပေါ့နော်အဲ့ relationship ကလည်းကောင်းပါတယ်ကောင်းနေဆိုရင်မဲ့သူတို့ကြတော့လည်းအဲ့လိုမျိုးတချို့ကြတော့ healthy relationship တွေရှိတယ်ကွာအဲ့လိုပြောတဲ့ချိန်ပြောလိုက်တယ်အဲ့လိုမျိုးပြောတဲ့ချိန်ပြောလိုက်တယ်ပြီးရင်လှုပ်ဆက်ရှိတာလှုပ်တယ်အဲ့လိုမျိုး healthy ဖြစ်တဲ့ relationship တွေရှိတယ်လို့တချို့ကြတော့လည်းအဲ့လိုမျိုး trauma တွေအများများပြီးတော့လေဒီတရားနဲ့ဘာလို့တွဲနေတာလဲကိုယ့်ပေါ်မကောင်းတာသိပေမဲ့လည်းဘာလို့ဆက်ပြီးတော့တူရှိပြီးတော့အတူဆက်သွားနေတာလဲဒီ relationship တွေမော်ယူအဲ့လိုမျိုးတွေးတဲ့လူလည်းရှိမှာပေါ့နော်အဲ့ခါကျတူတို့ထက်ဆိုင်အဲ့ကိုတွေsingle တွေကလို့ထီးကြက်နဲ့တယောက်တည်းပြေးစရာကောင်းပြီမဲ့ဘယ်လိုပြောမလဲထိုင်ရတာချက်မရှိကွာ trauma တွေမရှိဘူး trauma တွေမရှိတော့သူတို့အဲ့ကြောင့် single တွေကြည့်လိုက်ဟေ့ YouTube ဝက်ကျ single တွေကြည့်လိုက်ပေါ်တော်တွေပဲပေါ်လို့ single ဖြစ်နေတာမဟုတ်ဘူး single ဖြစ်လို့ပေါ်နေတာလည်းမဟုတ်ပြန်ဘူးအဲ့လိုသူတို့ကလေအဲ့လိုမျိုးအကျဆူအပစောနော် single တွေကလေကြည့်လိုက်ငပေါ်ရီပဲအကုန်တကယ်အမခံတယ်ကိုလည်းအဲ့လိုပဲကိုတငယ်ချင်းနေရှိရဂျပန်တယောက်ဆိုရင်လေဂျပန်ကိုရဲ့ best friend ကွာသူလက်တအားပေါ်တာတိလားစတော့လေဟဲ့ဒီကောင်မလို့ငါနဲ့ပါပြီးတော့မှတအားပေါ်လာလားမသိဘူးမဟုတ်ဘူးသူ့ရဲ့ visa သူ့ရဲ့ original visa ကိုကငပေါ်မှာအဲ့ဒါသူလည်းအဲ့လိုပဲကပြီးတော့ live ပေါ်မှာတင်အဲ့လိုလေ single တွေကနေသူတို့ကလေ positive energy အများများတော့သူများတွေဘာပြောမှလဲသူတို့မတွေးကြဘူးဘာလို့ကို security ရှိတယ်ကွာကိုရဲ့ self security ရှိတယ်ငါ့ကိုဘာပြောငါ့ကိုဘာဖြစ်ငါကိုငါချစ်တယ်ငါဒါငါရဲ့ assistant ငါရဲ့ဖြစ်တည်မှုပဲနေတော့ငါ့ကိုဆဲလို့လေရငါ့ကိုကြိုက်တယ်လို့ပြောလို့ရရတယ်ငါ့ကိုချစ်ပေးတဲ့လူကချစ်ပေးနေမှာပဲဆိုတော့သူတို့မှာအဲ့ဒီ security ရရှိတယ်ကြည့်တာself security ရရှိတယ်အဲ့ single happy ဖြစ်တဲ့ single တွေလေ positive energy တွေဖြစ်တဲ့ single တွေတော်တော်များများကြည့်လိုက်ငပေါ်မာတွေငပေါ်တွေပေါ်တော်နဲ့ပျော်နေတတ်တယ်ပြီသူတို့ကြည့်ရုပ်ကလေးတချို့ဆိုရုပ်ကလေးကချောတယ်တချို့ဆိုရုပ်ကလေးကချစ်စီရလေရီးစားမရဘူးဘာလို့လဲပေါ်လို့ပေါ်တော်နဲ့နေလို့အဲ့လိုမျိုးသူတို့ပျော်တယ်ပေါ်တော်နဲ့နေဆိုသိရမှာတစ်ဖက်လူရေခုတ်ချနေပြီတစ်ဖက်ကောင်လေးရေခုတ်ချနေပြီဒီကောင်မလေးရဲ့ဓာတ်ပုံလေးကြည့်ပြီးဒီဗီဒီယိုကောင်မလေးရဲ့ဗီဒီယိုလေးကြည့်ပြီးတော့ကောင်မလေးစကားပြောတဲ့ဟာဒီကောင်မလေးလုပ်တဲ့ရေခုတ်ချနေပြီတစ်ဖက်ကောင်လေးကဒါပေမဲ့ပေါ်လို့ကောင်းတော့ကာလိုက်ခုတ်လိုက်ညက်ခွက်တွေပြောင်ပြလိုက်ဘသူကကြိုက်မှာလဲဘသူကကြိုက်မှာအဲ့ကြောင့် whatever စိတ်ကနေတော်တော်များများကပျော်တတ်တယ်အဲ့ဒါသူတို့ကြည့်လိုက်ပေါ်တော်နဲ့ဖြစ်လို့ရီးစားမရဘူးလားဆိုလည်းမဟုတ်သူတို့ကလေအဲ့လိုမျိုးရီးစားမရှိလဲရတယ်သိလားရီးစားမရှိကို best friend ကို friend တော်တော်များများကလည်း single ပဲသိလားကိုလိုမျိုး happy single တွေပဲအဲ့လေသူတချို့ဆိုရှိတယ်တချို့ best friend တွေရှိတယ်ငါဘာလို့ကောင်းလေးများလဲမသိဘူးငါကောင်းလေးလို့ချီနေပြီသူတို့ပါဇက်ကတော့ပြောတကယ်တမ်းမလို့ချီဘူးဒီလိုသူတို့တယောက်လည်းပျော်တယ်ကွာပျော်တတ်တယ်ဟီလာဝါလာလာပပလေးဝေကိုဘာဆိုတော့ကိုတွေအသက်အရွယ်30ကျော်စိန်ငယ်လေးတွေကြတော့လေကိုလည်းပတ်ဆက်ရှာနိုင်တယ်ကွာကိုလည်းကောင်းမော်ကျွေးနိုင်တယ်ကောင်းကောထားနိုင်တယ်ကောင်းမော်ဘာလို့ချေလဲအကုတ်ဝယ်ပေးနိုင်တယ်ဆိုတော့လို့မူချိုကိုရီစာရှိရမှာလားအဲ့လိုမျိုးဖြစ်လာပြီကွာဒီအသက်အရွယ်ရောက်သွားတော့လေဖြစ်အဲ့ချိန်မှာတငယ်ချင်းတွေကလည်းစိန်ငယ်ဖြစ်နေရောကိုကပဲ single ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုရဲ့ best friend ကိုတငယ်ချင်းတွေကလည်းတော့ single ထပ်ဖြစ်နေဆိုပွဲပြီးအမပွဲပြီးပြီသူလဲ single ကိုလဲ single ဟေးငါတို့ယူမဲ့ယောက်ျားမရှိနေနဲ့ငါနဲ့နေရအောင်ကောင်မလေးတော်များများအဲ့လိုပြောတယ်သိလားအဲ့လိုရှိလိုက်မယ်မိန်းကလေးလာကြည့်နေဆိုသိတယ်မိန်းကလေး best friend လေးတွေရှိတဲ့လူတွေဆိုသိတယ်ဟေးငါတို့ဘယ်သူမှယူတဲ့လူမရှိဘူးငါတို့ဒီအသက်အရွယ်နဲ့ငါတို့ဖြစ်စနေနဲ့ငါနဲ့နေရအောင်လေနေနဲ့ငါနဲ့မင်္ဂလာဆောင်ပြီးအိမ်နဲ့နေရအောင်လေအဲ့လိုမျိုးတွေရှိတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ single နဲ့ပတ်သက်လာရင်လေ single ရဲ့ကောင်းကွက်တွေပြောရဆုံးမမဟုတ်ကိုနိုင်ကလေsingle life ကိုအရင် enjoy ဖြစ်ပြီးတော့ happy single လေးဖြစ်နေတော့လေအဲ့တော့ဒီဗီဒီယိုလေးမှာဖြစ်အေးရဗီဒီယိုလေးမှာဖြစ်ပေါ့နော်အဲ့ comment လေးတွေကြည့်မယ်ဆိုရင်relationship အဲ့လို single life နဲ့ပတ်သက်ပြီးတော့
အဲ့ focus တွေပြောတဲ့ခါကျရင် comment လေးတွေမှာတချို့ဆိုရင်လည်းအဲ့ relationship past relationship ကနေအဲ့လိုမျိုးထရတဲ့ချက် to trauma နဲ့အများကြီးရပြီးတော့ single ဖြစ်နေတဲ့ single လေးတွေလည်းရှိတယ်ပေါ့နော်တချို့ကြတော့လည်းဒီတိုင်းပဲလောက pure single ကိုလိုမျိုးပဲ pure single ဘာမှအမှုစက option ဒါဘာမှမရှိဘူးဘဝကို enjoy လုပ်မယ်တကယ်ချင်းနေမယ်ပါမယ်အဲ့လိုမျိုးလေးနဲ့ single ဖြစ်နေတဲ့ FA လေးလည်းရှိတယ်အဲ့ဆိုဘလို့ single ပဲဖြစ်ဖြစ်ဘလို့လူမျိုးပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ဒီ video ကြည့်နေတဲ့လူကလည်း RS ချိတ်ထားတဲ့လူဆိုရင်လည်း healthy RS လေးဖြစ်အောင်လို့ပါအဲ့လိုမျိုးကိုလည်းအချိန်ပေးကိုလည်းအဲ့လိုမျိုး single ဖြစ်တာရဲ့ RS ဖြစ်တာရဲ့ဘာပဲဖြစ်ဖြစ်ပေါ့နော်အဓိကလေကို first priority ထားဟိုငါကိုချစ်ပေးမှာအချစ်တရားလေးကိုစီမှာအချစ်တရားများပြီးတော့အချစ်တွေကိုကောင်လေးကိုကောင်မလေးကို sharing လုပ်ပေးနိုင်မှာသိလားအဲ့ဒါအမှန်လေကိုမပြိုးထောင်နိုင်ကိုမချစ်ပေးတဲ့လူကလေသူမြောက်လည်းမချစ်ပေးတတ်ဘူးကိုလည်းအဲ့လိုလူမျိုးတွေအများကြီးတွေ့ဖူးတယ်ပတ်ဝန်းကျင်မှာခုထိလည်းရှိတယ်ကိုလေ invest မလုပ်ဘူးကိုရဲ့ကျမ်းမာရေးကိုရဲ့ပညာရေးကိုရဲ့ဘာအရေးကိုကွာအဲ့မတုံးရက်ဘူးမစားရက်ဘူးကိုပေါ်မှာလားအဲ့လိုမျိုးမတုံးဆိုအဲ့လူကသူများစီမှာရောပတ်ဆက်သုံးမဲ့ထိလားမတုံးဘူးသူကတူတာမတဒါတာလေသူကတူတာစေရနာမရှိတာသူမြောက်စေရနာရှိပါမလားသူမြောက်ပေးမလားကံမလားစဉ်းစားကြည့်လေအဲ့လိုပဲအချစ်လဲအဲ့လိုပဲမမြင်ရတဲ့အချစ်လဲအဲ့လိုပဲကိုစီမှာအချစ်မရှိဘူးဆိုရင်အချစ်ကိုသူများကိုလည်း sharing မလုပ်တတ်ဘူးအဲ့တော့ကိုချစ်ပေးတဲ့ single ပဲဖြစ်ဖြစ် RS ပဲဖြစ်ကိုအရေးချစ်ပေးအဲ့အချစ်လေးကပြည့်သွားပြီးနည်းနည်းလေးဟိုပြောင်မြငွေရှင်တယ်ဆိုရင်သူများကို share ပေးလို့ရတယ်တကယ်ချင်း share ပေးမလားမိသားစု share ပေးမလားကောင်လေးကောင်မလေး share ပေးမလားတခြားလူတွေအကုန်လုံး share ပေးလို့ရကိုချစ်တဲ့လူတွေကမြဲတဲ့ bright ဖြစ်တဲ့ energy ကလည်းမြဲတဲ့ positive energy သူ့ကြည့်လိုက်ရင်လုံးဝအကြည်ဓာတ်မှာမှသူတက်ကြွတယ်တချို့အကြည်ဓာတ်တွေကအဲ့လိုမျိုးငြိမ်လေးနဲ့အေးစစ်သမားလေးအဲ့လိုမျိုးသူရဲ့ energy လေးကြီးကျယ်တည်ငြိမ်ပြီးတော့တည်ကြီးနေတာပဲအဲ့လိုမျိုးမလားကိုရီ single healthy single တွေကလေသူတို့ရဲ့ energy အမြဲတမ်းချက်ဖတ်လို့ပဲမနဲ့၄နိုင်ထပ်တော်ပဲချက်ဖတ်လို့ပဲအော်မိုးကမလိမ့်သေးတော်ချိန်နေပြီအဲ့ဒါကိုရီးယားကျတော့အဲ့လိုမျိုးတက်ကြွအသက်30ပဲကျော်သွား40ပဲကျော်သွားသူတို့ကြည့်လိုက်တက်ကြွတဲ့ချက်ဖတ်အဲ့လိုမျိုးဖြစ်နေသူ positive energy လည်းဖြစ်နေကိုလည်းအဲ့လိုခံယူတယ်ကိုရဲ့ကောင်းတီဆိုးတီအကုန်လုံးလည်းချပြနိုင်တဲ့တတိလည်းရှိတော့လေwhatever အဲ့လို single လေးတွေ positive single လေးတွေဟိုထောက်လျှောက်ပေါ့နော်အဲ့လိုမျိုးလေးဘဝကိုအင်ချိုင်းလေးလောက်သွားလိုက်အဲ့ချိန်မှာကိုနဲ့ထိုက်တန်တဲ့လူတွေ့သွားတယ်ဆိုရင်လည်းသူ့အချစ်တွေပေါ့နော်ကို single ဖြစ်တော့အများကြီးပျော်ခဲ့တယ်အများကြီးကိုချစ်ခဲ့ပေးရမလားအဲ့အချစ်လေးတွေသူ sharing လုပ်ပေး okay အဲ့တော့ဒီနေ့ကတော့ဒီ content လေးတွေဒီလောက်ပဲပြောလိုက်တော့မှာပေါ့နော်နောက်တစ်ခါကျရင်လည်းနောက် idea လေးနဲ့ရောက်လာပေါင်းမယ်ရှင်အညွန့်ပိနဲ့မောလာလို့မတော့ခုရပိုင် healthy ဖြစ်အောင်စားတောက်နေထိုင်တာဆိုတော့လေဒီဟာဟိုဗာလဲအလုပ်ထဲကအကိုတယောက်က recommend ပေးတာအဲ့ဒါလေး तू အဲ့လိုမျိုးကွာ तू မှအဲ့လိုမျိုးပဲဟိုမှာ तू ကအဲ့ဒီစပားတွေဘာတွေညတွေအဲ့လိုမျိုး protein ပေါ့နော်အဓိက protein တို့ဘာတို့ညတို့ healthy recipe ဒီမှာအင်္ဂလိပ်လိုလည်းရေးထားတယ်အဲ့ဒါတောက်ကောင်းတယ်ဈေးမကြည့်ဘူးတိလား box တစ်ခုမှာဘယ်နှခုပါတာအများကြီးပါတာဘူး20လားမသိဘူး20ပါမှာ1000ကျော်ပဲကြာတောက်လို့ကောင်းတယ်ဆိုတဲ့ဟာကိုတောက်ပြတာပါအဲ့ဒါမြန်မာနိုင်ငံမှာလည်းအဲ့လိုပုံစံတူရှိတယ်မြန်မာနိုင်ငံကကျတော့ဟိုလေထိုင်းကလေအပြာလေးလေတစိမ့်မိတ်သွားပြီဟာထိုင်းကအပြာလေးတွေသိရမလားသူ့ရဲ့အဲ့လိုမျိုးသူတို့အရတာနဲ့နည်းနည်းတူတယ်အရန်လည်းမချိုဘူးသိလားအဲ့ပဲနုပုံစံကွာအများကြီးအမျိုးအစားအများကြီးရှိဒီကကျတော့18ခုဟိုကိုရီးယားရဲ့အဲ့လိုမျိုးပေါ့နော်သူရဲ့18ကိုပြောင်းမှုစပါးပဲမှာလားပဲလုံးနီပဲလုံးရှိပါညာပဲစီတောက်အဲ့လိုမျိုးအကုန်ရှိတယ်ကိုပြောတဲ့မြန်မာစကားတဲ့ yes ဆန်နော်အဲ့ဒီအကုန်ရှိအဲ့ဒါ18မျိုးလောက်ထားတဲ့အဲ့လိုမျိုး true you ပေါ့နော် true you ဆိုတာပဲနုဆိုတော့အဲ့လိုမျိုးဘာလဲဟိုလိုမျိုးတတ်တခုစီပါတယ်ပဲတောက်ကြီးပဲပါတယ် true you လည်းရှိတယ်ကွာအဲ့လိုသူကဒီ brand ကပဲအများကြီးသူထုတ်တဲ့ဟာတွေအများကြီးရှိတယ်တောက်လို့ကောင်းတယ်ဒီလေကိုရီးယားမှာရှိတဲ့လူတွေတောက်ကြည့်နော်မြန်မာနိုင်ငံမှာတော့ဟိုကလေဘာလဲစွိုင်းမိတ်ခီလေးသိရမလားတစိမ့်မိတ်တော့အပြာဘူးလေးလေထိုင်းကလေ
ဟိုမြန်မာနိုင်ငံမှာတော့လည်းအရန်တောက်တယ်အဲ့ဒီစိတ်မိသွားလို့အဲ့ဒါလေမြန်မာနိုင်ငံမှာဘီစုတဲ့တူတူပဲအဲ့လိုပဲတောက်ကြည့်